အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ line ဆွဲရကောင်းပြီး fee အသုံးပြုလို့ရတဲ့ VPN လေးနှစ်ခုနဲ့ကျွန်တော်လာမိတ်ဆက်ပေးတာဖြစ်ပါတယ် What ဒီကောင်လေးကိုကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Telegram channel ပေါ့နော်ကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်တင်ထားပေးပါမယ်ပြီးရင်ကျွန်တော်ရဲ့ YouTube description မှာလည်းကျွန်တော် link ချပေးထားပါမယ်ဒီကောင်လေးကိုကျွန်တော် Play Store မှာသွားတောင်းမယ်ဆိုရင်ကျွန်တော်တို့ Premium ပေးရတယ်ပေါ့နော်ဟာရမအဲ့လိုမပြောနဲ့လေကွာကျွန်တော်တစ်လကို3 USD လာမီပေးရတယ်ပေါ့နော်ကျွန်တော်ရဲ့ channel မှာတော့ကျွန်တော် fee တင်ပေးရတယ်ပေါ့နော်ဒီကောင်လေး fee သုံးပြလို့ရအောင်ကျွန်တော်တင်ပေးထားပါတယ်ကျွန်တော် like ရှာထားပေးတာပေါ့နော်သူများစီရဲ့ကျွန်တော် like ရှာထားပြီးတော့တင်ထားပေးတာပါကျွန်တော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်ဝင်မယ်ကျွန်တော် people တွေကိုကျွန်တော်တစ်ချက်ဝင်ပြမယ်ပေါ့နော်ဒီကောင်လေးကဘယ်နေရာမှာအသုံးဝင်လဲဆိုကျွန်တော်တို့ Japan TikTok ကောက်ဖွင့်တဲ့လူတွေအတွက်လည်းအသုံးဝင်တယ်ပြီးရင်ကျွန်တော်တို့ game meaning သမားတွေအတွက်လည်းအသုံးဝင်တယ်ပေါ့နော်ပြီးကျွန်တော်တို့ဒီမှာဒီဘက်လေးတစ်ချက်ကိုဆွဲလိုက်ပေါ့နော်ဒီမှာကိုကြိုက်တဲ့ location ကိုကျွန်တော်တို့ region ကိုချိန်လို့ရတယ်ပေါ့နော်ဒီမှာကိုကြိုက်တာရွေးလို့ရတယ်ရာသီရွေးခြင်းလည်းရတယ်United Kingdom လည်းရတယ်ပေါ့နော်ကျွန်တော်ဂျပန်လည်းရတယ်ကျွန်တော် United States လည်းရတယ်ပေါ့နော်ကျွန်တော်ဂျပန်ကိုချက်ရွေးပြမယ်ပေါ့နော်ပြီးကျွန်တော် home ဆိုတဲ့နေရာကိုတစ်ချက်ပြန်သွားလိုက်မယ်ပြီးကျွန်တော် start ဆိုတာလေးကိုနှိပ်လိုက်မယ်ခဏတော့စောက်ပြီပေါ့နော်ဒီကောင်ကျွန်တော်တို့ဒီမှာရွှေရောင်လေးပေါ့နော်ကျွန်တော်တို့အဲ့ဒီကောင်လေးကကျွန်တော်တို့စိမ့်ဝိုင်းကျွန်တော်ချိတ်သွားပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ချိတ်သွားပြီပေါ့နော်လို့စိမ့်သွားပြီဆိုရင်ကျွန်တော်ချိတ်သွားပြီဒီကောင်လေးက limit မရှိဘူးပေါ့နော်ဒီကောင်လေးကချိတ်ဆက်တာလည်းလွယ်ကူတယ်ပေါ့နော်ကျွန်တော်တို့ line မကောင်းတဲ့ data တွေတော့မှလွယ်ကူတယ်ဆိုတော့line ကောင်းတဲ့ data ဆိုရင်ပို့ပြီးတော့ချိတ်ဆက်ရပိုကောင်းမယ်ပေါ့နော်ဒီကောင်လေး line ဆွဲရပို့ပြီးတော့အဆင်ပြေတယ်အဲ့ဆိုရင်ကျွန်တော်တစ်ချက် store ရက်လိုက်မယ်ပေါ့နော်ကျွန်တော်နောက်တစ်ခုကျွန်တော်သွားထပ်ဆန်းပြမယ်ပြေးပါအဲ့ဆိုရင်ကျွန်တော်ဒီကောင်လေးပေါ့နော်ဒီကောင်လေးက VPN Super VPN လေးပေါ့နော်ဒီကောင်လေးတော့ကျွန်တော်တစ်ချက်ဝင်ပြမယ်ဒီကောင်လေးတွေကိုလည်းကျွန်တော် Play Store မှာသွားတောင်းမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီမှာဘယင်ခေါင်းပုံစံလေးနဲ့အကောင်လေးကျွန်တော်တို့ Premium ဝယ်ပြီးမှကျွန်တော်တို့ကြိုက်တဲ့စာပေါက်ကျွန်တော်ချိန်လို့ရတာပေါ့နော်အခုကကျွန်တော်အကုန်လုံး free ချိန်လို့ရအောင်ကြားတဲ့ဟာကိုကျွန်တော်ရှာထားပေးရဖြစ်ပါတယ်ဒီမှာကိုကြိုက်တဲ့နေရာကိုရွေးလို့ရတယ်ပေါ့နော်ဒီမှာအများကြီးပေါ့နော်မိတ်ဆွေတို့ကြိုက်တာရွေးလို့ရတယ်ဒီမှာ US လည်းရွေးလို့ရတယ်ပေါ့နော်ဒီမှာဂျပန် VPN ဂျပန်ကိုလည်းရွေးလို့ရတယ်ကိုကြိုက်တယ်ရွေးလို့ရတယ်ဂျပန်TikTokကောက်ဖွင့်တဲ့လူတွေအတွက်ပိုအဆင်ပြေတယ်ကျွန်တော်ကတော့အပေါ်ကပြနေတဲ့ကျွန်တော်မလေးရှားကိုပဲကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ခဏလောက်စောက်ပြီးချိတ်သွားပြီပေါ့နော်သူချိတ်ဆက်သွားပြီဆိုရင်ဒီမှာကျွန်တော်ဒီလိုလေးပေါ်လာမယ်ပေါ့နော်သူတို့ချိတ်ဆက်သွားပြီပေါ့နော်ကိုမိတ်ဆွေတို့အဆင်ပြေတဲ့ဟာကိုမိတ်ဆွေတို့ရွေးလို့ရတယ်ပေါ့နော်ဒီမှာမိတ်ဆွေတို့ဒီနေရာလေးကိုဒီမှာ location ဆိုတာလေးကိုနေရာကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ဒီမှာကိုကြိုက်တဲ့နေရာကိုမိတ်ဆွေတို့လိုက်ရွေးလိုက်ပေါ့နော်ဗီဒီယိုလေးရှိအောင်မလို့ဗီဒီယိုလေးကတော့တော့ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်ရဆိုရင် like ရ subscribe လေးနဲ့ပြီးနားခေါင်းလုံးလေးကိုနှိပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်နောက်ပတ်ဒီမှာကျွန်တော်တို့ပြန်ဆုံကြပါမယ်နောက်ဗီဒီယိုတွေမှာလည်းဒီထက်စိတ်ဝင်စားစရာတွေကျွန်တော်တင်ပြသွားမှာဖြစ်တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်